အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ညီနန္ဒာဖြစ်ပါတယ်ဒီရဲ့ channel လေးရနေပြီမှာကျွန်တော်ရဲ့ customer update လေးတွေကိုကျွန်တော်ချုပ်ရင်းနဲ့တစ်ဖက်ကနေtutorial ဗီဒီယိုလေးတွေကျွန်တော်ရိုက်ပြသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမှာကတော့လောလောဆယ်တော့တေးစိတ်တွေတော့ကျွန်တော်ထည့်မပြောပြထားတယ်ကျွန်တော်ဖြည်းဖြည်းချင်းနဲ့ကျွန်တော် YouTube အခုမှစပြီးမှ run နေရဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တတ်နိုင်တဲ့များစူးစမ်းပြီးတော့ကျွန်တော်ရိုက်ပြချပြထားပါတယ်။နောက်အထည်တွေကျရင်ဒီချက်ပို့ပြီးမှနားလေးနိုင်အောင်ကျွန်တော်စူးစမ်းပြီးမှကျွန်တော်ချပြသွားပါမယ်။အားကြောင့်မို့ကျွန်တော်ရဲ့ဒီရဲ့ Fit Corner Swing Class YouTube channel လေးကို like and subscribe လေးနှိပ်ပေးကြပါအောင်ခင်ဗျာ။အခုကတော့ကျွန်တော်ဒီရဲ့ပြထားတဲ့ပုံလေးကိုကျွန်တော်ချုပ်မှာဖြစ်ပါတယ်။ကျွန်တော် customer ဒီပုံလေးပြပေးမှာကျွန်တော်အထက်အလာတာကြောင့်မို့အခုဒီရဲ့ချုပ်ပုံမူရင်းပိုင်ရှင်ကိုလည်းကျွန်တော် credit ပေးပါတယ်ခင်ဗျာကျွန်တော်ရိုက်ပြချပြတဲ့ဗီဒီယိုမှာတစုံတရာတစ်ခုတလေလိုအပ်ချက်လေးများရှိခဲ့ရင်တော့နားလဲပေးပါလို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကဒီဗီဒီယိုထဲမှာဘာလုပ်ပါလို့ကျွန်တော်အတိအကျပြောတာတဲ့ဆိုင်ကျွန်တော်ရည်ရွယ်ချက်က long time ကိုကျွန်တော်ဦးစားပေးပါတယ်ရေရှည်ချုပ်မဲ့လူတွေအတွက်ပေါ့လိုအပ်ချက်ရှိနေတဲ့လူတွေအတွက်ကျွန်တော်ရည်ရွယ်ပြီးမှကျွန်တော်ပြောပြထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ဒီတပုတ်လုံးနားထောင်တဲ့ဒီရဲ့အထက်ကချုပ်တဲ့ချိန်မှာချုပ်တက်လိမ့်မယ်ဗျာဒါပေမဲ့ကျွန်တော်ကဒီအထက်မှာအယူစားတွေနဲ့ကျွန်တော်ဗီဒီယိုတစ်ပုတ်ပြီးတစ်ပုတ်နဲ့ကျွန်တော်ရိုက်ပြောင်းလာမှာဆိုတော့အယူစားတွေကတော့တစ်ထည်နဲ့တစ်ထည်ပတန်ကတော့အတူတူပဲအကြောင်းမို့ရေရှည်တွားမဲ့လူတွေအတွက်ကိုမှရည်ရွယ်ထားပါတယ်ရေရှည်တွားမဲ့လူတွေအတွက်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေနဲ့ပို့ပြီးမှအဆင်ပြေနိုင်ပြီလို့ကျွန်တော်ထင်ပါတယ်ဗျအခုရဲ့ချုပ်ပုံမှာဆိုလဲဒါကျွန်တော်တို့ပွဲတက်ပေါ့လေအုံနဲ့ကော်ကြောင်းနဲ့ကျွန်တော်တခါတည်းထည့်ချုပ်ထားပါတယ်ပတန်တွေကတစ်ထည်နဲ့တစ်ထည်ကတော့တိတ်တော့မတူပြပုံမတူတာပဲရှိပြန်ပတန်ဆွဲတာချင်းတဘောတရားချင်းရတော့အခြေခံအဖြစ်များတော့အဖြစ်တူတာများပါတယ်ခင်ဗျဒီထဲလေးမှာဆိုလဲကျွန်တော်အနောက်ချမ်းကိုတော့ကျွန်တော်တစ်ထပ်ပဲတုံးထားပြီးတယ်ပူမှာကြောင့်မို့ပေါ့လေနှစ်ထပ်ချုပ်ရင်တော့ချုပ်ယူပြောင်းနဲ့ပူလာတယ်ဗျာကျွန်တော်အခုဆိုလဲအရှိမှာဆိုရင်ကျွန်တော်နှစ်ထပ်ချုပ်ထားတယ်အဲ့တော့ခါကျတော့တွင်းထဲမှာထည့်ထားတဲ့ကောချောင်းနေလို့အုံကွက်တွေကိုမမြင်ရဘူးဗျာအရှိချမ်းမှာဆိုရင်လုံးဝကျွန်တော်လုံးဝအပြောက်ချုပ်ထားပြီးတယ်ဗျာနှစ်ထပ်အမှဆိုကောချောင်းဒီကလေးကောင်မှတစ်ချောင်းပေါ့ကျွန်တော်တစ်ဖက်ကိုဒီထဲမှာကောချောင်း၄ချောင်းတုံးထားတယ်ကျွန်တော်နောက်ချင်ရတော့ပူ customer ပူမှာကြောင့်မို့ကျွန်တော်တစ်ထပ်ပဲတုံးထားပြီးတယ်ဗျာနှစ်ထပ်ပဲတုံးရင်တော့ချုပ်ယူတွေပြောက်ပြီးပို့လာတာပေါ့အခုကတော့ဒီconcept တွေပါတယ်ချုပ်မယ်ဆိုတော့အယုတ်ပုံမှာတင်ပြီးမှကျွန်တော်တို့ကအကောင့်နဲ့အပေါ်တဲ့အောက်ထပ်ကိုကျွန်တော်တို့ကညီနေအောင်တခြားလက်ချုပ်လိုက်ထားတာပါအခုကတော့အဲ့ဒီရဲ့လက်ချုပ်တွေပြန်ဖြုတ်တစ်ထည်လုံးချုပ်ပြီးဆိုတော့အဲ့ဒီရဲ့လက်ချုပ်တွေကိုပြန်ဖြုတ်ပေးရပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေနောက် concept အထည်တွေချုပ်ပြန်တော့ကျွန်တော်ဒီရဲ့လက်ချုပ်လိုက်တာအစားကျွန်တော်အသေးစိတ်ကြာကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ်ကျွန်တော်တော့ concept တွေချုပ်မယ်ဆိုလို့ရှိရင်အယုံမှာတေချာဝအုံကွက်တွေတေချာတက်ပြီးမှကျွန်တော်နှစ်ထပ်လုံးကျွန်တော်အကောင့်နဲ့လက်ချုပ်တေချာလိုက်ပြီးမှကျွန်တော်ချုပ်ပါတယ်ထောင်ဖို့ပွဲတက်တွေလည်းချုပ်မယ်ဒါပေမဲ့အယုံလည်းမရှိဘူးဆိုရင်တော့ကျွန်တော်တခြားနည်းတွေရှိပါတယ်ကျွန်တော်လည်းအရင်ကဒီလိုပွဲတက်တွေချုပ်ခဲ့တာအယုံရှိတာမဟုတ်ပါဘူးအုံကွက်တွေတက်မယ်ဆိုတော့ကျွန်တော်ရဲ့ဒူးနှလုံးကိုထောက်ပြီးမှကျွန်တော်အုံကွက်တွေတခြားတက်ပြီးမှကျွန်တော်ချုပ်ပေးခဲ့ရတာပါတဘောတရားနဲ့အယူဆကိုတည်မယ်ဆိုရင်တော့အယုတ်လည်းမလိုပါဘူးအကောက်လည်းမလိုပါဘူးခင်ဗျာချုပ်ရှင်တဲ့စန္ဒလေးပဲလိုပါတယ်ဗျာအဲ့လိုချုပ်ရှင်တဲ့စန္ဒလေးရှိလာပြီဆိုရင်တော့ကျွန်တော်ရဲ့ tutorial ကျွန်တော်ရဲ့ video တွေကတော့မိတ်ဆွေတို့အတွက်ပါပဲခင်ဗျာ